ဟုတ်တယ်စတစ်ကတော်တော်လွန် Cherokee ပဲပိုင်းချမှရမှာလေကောင်း ကဲအဲ့မှာတော့ lucky မရှိတဲ့နေသားတစ်ခုအခွင့်ကောင်းယူပြီးလော်ကြီးတော့4ချနေမှာဆို lucky ပြေးလာပြီ retribution ဟန်နေနဲ့တော့အရေးကြုံတော့ retreat man 1နဲ့မစည်းရတော့ထုံးတဲ့တိုင်းလေးပဲရှော့သွားပြီဆိုတော့တစ်ဖက်မှာလည်း land of flat 2 man ကြမှာလီနာတော့ပြေးခဲ့တဲ့ OB အသေးအတန်တွေတော့ပြန်ပတ်နေမှာ brand walker ပြီးထိုးသွားနေတော့မှာ OB တကောင်မှာလီနာတပ်ပကေးယူသွားနေတယ်ပဲတကယ်ကောင်းမလို့ဗတဲ့ဆက်တဲ့တခုတော့ YG လုံးပြသွားခဲ့တဲ့နောက်မှာနော် retribution lucky မပေါက်လိုက်ရဘူးအဲ့မှာ law နဲ့တူတန်းမှာအန်တော်မယ်နဲ့တူတယ်အလဲလန်းနေပြီးတော့ပြေးတက်လာတဲ့ law ကြီး mega ရှိလည်းမရှိတော့နေတော့တခုမှာ Harabuza ကို share တို့ကစားပြနေပြီမလဲ mega တစ်သန်းစရပြီ3ယောက်ထဲနဲ့ကာဖို့လုံနေတဲ့ YG တကယ်ကြီးပဲ M7 တွားဖို့အတွက်တန်းအံ့ပြီနော်မ CK တကောင်တေဆုံးသွားတယ်မလား land of flash မှာနှက်ကောင်လီနာမာပေးတယ် Crystal တို့ law နဲ့တူရိုက်ချိုးသွားခဲ့တဲ့ YG ရန်ကုန် Galacticos Amazon season 2ရဲ့ grand champion တော့ထိုက်တဲ့နာမည်ပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်တစ်ဖက်ကတင်း7ကို4-0ဆိုတဲ့ရလက် claim swing နဲ့တူ M7 World Championship ကိုပါတက်လန်းသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာ